အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီတချင်းတိုင်းရင်းသားတွေထဲမှာကျွန်တော်အရင်ကြိုက်တဲ့တေးသေးဆိုတော့တယောက်ရှိပါတယ်သူကဒီချင်းတောင်တိုင်းကြီးလှပတဲ့အကြောင်းတွေဝင်းရထားနေလုံးဆက်တဲ့အကြောင်းတွေသူအများဆုံးရေးစားပြီးဆိုတော့တယောက်လည်းဖြစ်ပါတယ်ကျွန်တော်အရင်ကြိုက်တဲ့အဆိုတော့လည်းဖြစ်ပါတယ်သူကဒီသူအုံကျုံနဲ့ဒီသူ့ရဲ့တချင်းတွေကိုရေးပြီးတော့သူကိုကိုရိုင်းဆိုတာဖြစ်ပါတယ်အရင်မိုက်တယ်သူ့ရဲ့တချင်းတွေကိုမကြားဘူးတဲ့သူမရှိတော့ပါပဲအဲ့တော့ချင်းတောင်တန်းနဲ့ပတ်သက်လာတဲ့သူတချင်းတွေကအများအားနားဆင်ရတဲ့တချင်းဖြစ်တယ်လို့သူတချင်းတွေကိုနားထောင်တဲ့အခါမှာကျွန်တော်ဒီမွေးရထားတွေကိုအရင်ပို့ပြီးတော့သတိရစီရပါတော့ပို့ပြီးတော့ loss စေတယ်သူတချင်းတွေအရင်မိုက်တယ်ကျွန်တော်လည်းအရင်ကြိုက်တယ်အဲကြောင့်သူတချင်းတွေကိုကျွန်တော်တစ်ချက်နားဆင်ကြအောင်ပါအခါတစ်ခါရောက်ဧည့်သည်မတူပြီးမြို့ရောက်ခဲ့ရင်ဝိုင်းပွဲကပြောမယ်ဘုံကလာရဲ့သမီးပြုံးငယ်အလားရဲ့ကျွဲထသွားတာနှစ်တွေကြာခဲ့ပြီအတိတ်ပုံရိပ်တွေမြင်တိုင်းသိရတယ်ပန်းနီလေးနဲ့မင်းချစ်တဲ့မြင်ခုဆိုဝေးလို့ချင်ပြီခေါင်းလုံးစုဝတ္ထုရလို့ခေါ်တယ်မင်းမြနိုင်ဘူးကြောင်လေချုံနဲ့လွမ်းစရာမေခေါ်နေ